Hello မင်္ဂလာပါရှင်။ကားကြောင်းနားမထောင်ချင်ပေမဲ့လည်းဒါလေးတော့ပြောမယ်ပေါ့နော်။ဒီတရုတ်ကအကိုကြီးပြောပြတဲ့ Great Wall နဲ့ Jelly ဘဒုအင်ဂျင်ကပိုကောင်းလဲပေါ့နော်။ Jelly ကိုတော့မြန်မာနိုင်ငံမှာတော်တော်များများတွေ့ရပေမဲ့ Great Wall ကိုတိတ်စီကြတာတော့မတွေ့ဘူး။ဘာလို့လဲဆိုတာတော့မသိဘူးပေါ့နော်။သိရလို့ရှိရင် comment မှာမှတ်ပေးကြပါအောင်။အဲ့တော့ဒီ Great Wall နဲ့ Jelly ဘဒုအင်ဂျင်ကပိုကောင်းတယ်လေဆိုတဲ့ဟာကိုပြောပြသွားမှာပါ။အမှန်တော့လူတော်တော်များများကရှင်းရှင်းလင်းလင်းမမြင်ကြပါဘူး။ Great Wall နဲ့ Jelly စတဲ့ပြည်တွင်းထိပ်တန်းထုတ်လုပ်သူနှစ်ခုကမတူညီတဲ့လမ်းကြောင်းနှစ်ခုကိုရှောက်လန့်နေကြတာပါဒီနေ့မှာတော့ဘာပတ်မလိုက်ပဲနဲ့73စီကနေ hybrid အထိအသုံးပြုမှုအခြေအနေကနေနီးပညာလမ်းကြောင်းအထိလေ့လာကြည့်ကြပါမယ်ဒါကတော့တရုတ်အကူကြီးပြောပြတာကိုဘာသာပြန်တင်ဆက်ပေးရဖြစ်ပါရဲ့နော်တရုတ်ဘက်က base တာပိုများပါလိမ့်မယ် Volvo ရဲ့အကူအညီနဲ့စွမ်းဆောင်ရည်ကောင်းတာလားသို့မဟုတ်ကိုပိုင်တုတေသနနဲ့နီးပညာအောက်ခြေခိုင်တာလားဆိုတာကြည့်ကြရအောင်ဒီအမတ်တစိတ်နှစ်ခုကိုနိုင်ရှင်ကြည့်ရင် Geely က platform နှစ်ခုရှင်တွဲသွားတဲ့လမ်းကြောင်းကိုတုံးထားပါတယ်တလိုင်းကတော့ Mercedes-Benz နဲ့ Volvo နီးပညာအခြေခံအောက်ခြေကနေလာတာပါစွမ်းအားနဲ့စွမ်းဆောင်ရည်ကိုအဓိကထားပြီးတော့မြင့်မာတဲ့စွမ်းအားထုတ်လုပ်နိုင်တဲ့ engine တွေကိုထုတ်လုပ်ပါတယ်နောက်တစ်လိုင်းကတော့အဆင့်မြင့်ကိုပိုင်တုတေသနဖြူထားတဲ့ BHE 15 series hybrid engine line ဖြစ်ပါတယ်စီစားတက်တာမှုကိုအဓိကထားပြီးတော့မှအကောင်းဆုံးအသုံးချနိုင်အောင်ဖန်တီးထားတာပါဒါကတော့ Geely ပေါ့နော် Great Wall ကတော့ platform တစ်ခုတည်းကိုအနက်ဆိုင်ဆုံးတုတေသနပြုတဲ့လမ်းကြောင်းကိုတွားနေပါတယ် platform တစ်ခုတည်းနဲ့တင်စွမ်းအားရာရောစီစားတက်တာပြီးတော့မှဟန်ချက်ညီအောင်တည်ဆောက်ထားပါတယ်ဒါကြောင့်ဒီနှစ်ခုကိုနိုင်ရှင်ရတာအင်မတန်လွယ်ကူပါတယ် hybrid engine နိုင်ရှင်ချက်ကိုကြည့်ပါမယ်စွမ်းအားနဲ့ hybrid engine မှာ Geely ရဲ့ engine ကစွမ်းရည်ထွက်နှုန်းအပူစွမ်းအင်ထိရောက်မှု terminal efficiency ပိုမြင့်ပြီးတော့မှ Great Wall ထက်စီစားပိုတက်တာပါတယ်သို့တော့စွမ်းအားမှာတော့ Great Wall ကိုမမီပါဘူးစွမ်းအားမြင့် hybrid engine မှာတော့ Geely ကစွမ်းအားပိုမိုပြင်းထန်တော့လေစီစားအသုံးပြုမှုမှာတော့ Great Wall ကိုမရှင်နိုင်ပါဘူးပြောချင်တာ Great Wall ကားတွေကစီစားတက်တာလားဒါတော့မသိဘူးပေါ့နော်အကယ်၍သိရလို့ရှိရဆိုရင်လည်း comment မှာမှတ်ပေးလို့ရပါတယ် 2.0D 73C engine နိုင်ရှင်ချက်မှာလည်းဒီရလက်အတိုင်းပါပဲ Great Wall ရဲ့ 2.0D engine က Miller cycle high compression ratio နဲ့ VVL နည်းပညာတွေကိုသုံးထားတာကြောင့်မလို့ hybrid engine အတွက် Great Wall ရဲ့တဘာဝအလျောက်လေဆုပ်ယူစနစ် neutrally aspirated လားအဲ့လိုဖတ်မလားအဲ့ဒါတော့ညီမကျော်ကားကြောင်းလည်းအရင်နားမလဲရဆိုတော့ဒီနားမှာမိုင်းမကောင်းပါမားနိုင်ပါတယ်ပေါ့နော် high for 4 base စနစ်နဲ့တွဲဖက်ပြီးတော့မှ 1.5D turbo charge engine ကို VGT variable geometry turbo charger နဲ့တွဲဖက်ထားပါတယ်ဒါကြောင့် Great Wall engine နဲ့ရုံအားအကွာအဝေးကပုံမူကျေပြန့်ပြီးတော့မှအစီစားတက်တာရုံတင်မကပဲနဲ့ဝန်ပိုရုံရတဲ့အခြေအနေတွေကိုပါပုံမူထိရောက်စွာထိန်းချုပ်နိုင်ပါတယ်73C 1.5 turbo engine ပေါ့နော်နိုင်ရှင်ချက်မှာလဲ Great Wall ကဒီ VGT နီးပညာကို 1.5D 73C ကားမှာပါထည့်သွင်းအသုံးပြုထားပါတယ်ဒါကြောင့်ဒီ displacement အတန်းအစားမှာ Geely ကစွမ်းအားအနှိမ်အမြင့်ခွဲခြားမထားတာကြောင့်စွမ်းဆောင်ရည်မှာ Great Wall ကိုမမီပါဘူးထုံပြောရရင်ဒီကုမ္ပဏီနှစ်ခုရဲ့နည်းပညာလမ်းကြောင်းတွေကမတူညီကြပါဘူးတစ်ခုစီမှာအားသာချက်အသီးသီးရှိကြပါတယ် Great Geely ကတော့စောစီးစွာပြည်ပကုမ္ပဏီများကိုဝယ်ယူခဲ့တာကြောင့်ကမ္ဘာထောက်ပံ့ရေးကွင်းဆက်ပေါင်းစပ်မှုမှာပုံမှုအားသာချက်ရှိပြီးတော့မှတို့တွေကို model အမျိုးအစားပုံမှုစုံလင်စွာပေးစွမ်းနိုင်ပါတယ် Great Wall ကတော့ကိုပိုင်တုတေသနကိုအနက်ဆိုင်ဆုံးအသုံးပြုထားပြီးတော့မှရန်ကားတဲ့ကြမ်းတမ်းမှုစွမ်းဆောင်ရည်ကိုရောစီစားတက်တာမှုကိုပါတပြိုင်နက်ရရှိအောင်ဖန်တီးထားတာဖြစ်ပါတယ်ဒါကတော့တရုတ်ဘက်ကအမြင်ပေါ့နော်မြန်မာပြည်မှာကြော Geely ကိုတော်တော်များများတွေ့ရပေမဲ့ Great Wall ကိုတော့အလောက်မတွေ့ရဘူးဖြစ်နေပါတယ်အဲ့တော့ Great Wall နဲ့ပတ်သက်ပြီးတော့မှပဲဖြစ်ဖြစ်အခုပြောရတာနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဆွေးနွေးသွားလို့ရပါတယ် comment ထဲမှာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်